မင်္ဂလာပါအခုသင်ပေးမှာတော့သင်ခန်းစာ26ရဲ့ခိုတိုးပါ M4 ပေါ့နော်အဲ့ဒါကိုသင်ပေးမယ်ခိုတိုးပါတယ်ဒီမှာဆိုရင် me must ကြည်သည်ကြည့်ရှုသည်เนาะကြည်သည်ကြည့်ရှုစစ်ဆေးသည်ပြီးရင်စာကားရှိmustဆိုရင်ရှာသည်ရှာဖွေသည်လို့သုံးတယ်စာကားရှိmust occurrenceဘတ်တွေနော် must နဲ့ဆုံးတဲ့ဟာတွေများသမျှဘတ်တွေဆိုတာ M5 မှာတွေကတည်ပြီးသားအခု occurrence ဆိုရင်နောက်ကျသည်အချိန်ကိုနောက်ကျတယ်လို့ပြောချင်ကြီးကန် need occurrence need ကိုသုံးမယ်နော်ကြီးကန် need occurrence အချိန်ကိုနောက်ကျတယ်မာနီအာရီမတ်ဆိုရင်မှီသည်အချိန်မှီသည်ကြီးကန် need မာနီအာရီမတ်အချိန်မှီတယ်လို့ပြောမယ်ယာရီမတ်လုံးသည်လောက်ကင်သည်ယာရီမတ်လုံးသည်လောက်ကင်သည်ဘာနဲ့တူလဲဆိုရင် she must နဲ့တူတယ် ပြီးရင် hero must ကောက်ယူသည် run raku she must battery နောင်နဲ့ she must နဲ့တွဲထားတဲ့ battery မှတ်ထားမယ် run raku she must ဆက်သွယ်သည် ခီဘွန်းကစိတ်ကြည်လင်သည်စိတ်ကားဝင်တယ်လို့သုံးမယ်ခီဘွန်းကဝါရူဤဆိုရင်စိတ်မကြည်မလင်ဖြစ်သည်ဒိုကိုင်ဆိုရင်အကစားပွဲကိုပြောတယ်ဒိုကိုင်အကစားပွဲဘွန်းအိုဒိုရီဆိုရင်ဘွန်းအကနော်ပြီးရင်ဖူရီမာကတ်တိုဖူရီအတန်ရှည်ဆွဲတယ်မာအတန်ရှည်ဆွဲတယ်ကတ်တိုဒါလေးအတန်ပြက်ဆိုသေးလေးနဲ့ဟုတ်ပြီနော်ဖူရီမာကတ်တိုရီရဲ့မာနဲ့မှာအတန်ရှည်ပါတယ်ခဲမှာကြတော့အတန်ပြက်ကလေးပါတယ်အဟောင်းစီဖရီမာကတ်စီလို့ပြောတယ်ဘာရှောဆိုရင်နေရဘိုရန်ဒီအာဘိုရဲ့ round ပေါင်းထားတယ် teeth are တသက် teeth are လောက်အားပေး brahita ကိုပြောတယ် side food ဆိုရင်ပတ်ဆက်အိတ် gomi ဆိုရင်အမိုက် ခိုးခိုင်းခီကြီးဒိုဆိုရင်လွတ်တော်အစာအုပ်လို့ပြောတယ် hey jiso ဆိုရင်ဂျာရဲ့စနေတနင်္ဂနွေမှာအပเนาะတလင်းနာနေတောက်ကြနေအထီကိုပြောတယ် hey jiso ပြီးရင်ဘန်းဆိုရင်လေတံဘန်းကလေတံခွန်းတို့နောက်တစ်ချိန်နောက်တစ်ခါလို့သုံးတယ်ခွန်းတို့နောက်တစ်ချိန်နောက်တစ်ခါစူဤဘွန်းဆိုရင်အပြက်အသက်ချုပ်ခုဆဲဆိုဆိုရင်ဓာတ်ရိုက်iso အမေစကလုံးနေလာပြီ iso demo အချိန်မရွေ့ပဲအချိန်မဆိုပဲအချိန်ဖြစ်အမေစကလုံးနဲ့တွဲထားတဲ့ demo ဆိုတာနော်ဒိုခို demo နေရာမရွေ့ဘယ်နေရာမဆိုဘယ်နေရာဖြစ်ဒါတဲ့ demo ဘယ်သူမဆိုဘယ်သူပဲဖြစ်လို့ပြောမယ်နန်း demo ဘယ်မှာဘာမဆိုဘာပဲဖြစ်ဟုတ်ပြီနော်အမေစကလုံးနေဒါတွေက iso ဒိုခိုဒါတဲ့နန်းဆိုတာကအမေစကလုံးခေါနာဒီလောက်စွန်းနာအဲ့ဒီလောက်เนาะကြားသူရဲ့အနားမှာရှိတဲ့ဟာကိုစွန်းနာလို့သုံးမယ်ခေါနာစွန်းနာပြီးရင်ဒီဘက်မှာအေဒိုယာစတိုအာsorry အောနာဆိုရင်အဲ့ဒီလောက်ပြောသူရောနှစ်ဦးစလုံးရဲ့အဝေးမှာရှိတဲ့အရာကိုအန်နာလို့သုံးတယ်ပြီးအေဒိုယာစတိုအာဆိုရင်စိတ်ကူးတက်နဲ့အမိတက်ထားတဲ့ဆိုင်အေဒိုယာစတိုအာစိတ်ကူးတက်နဲ့အမိတက်ထားတဲ့ဆိုင်ပြီးခါဒါဆိုခီမတ်ဆိုရင်ရှင်းလင်းသည်တိမ့်ဆက်ရှင်းလင်းတယ်နီမိုဆိုဂါပဲတော့မယ်နီမိုဆိုဂါခါဒါဆိုခီမတ်အထုပ်ပိုးတွေကိုရှင်းလင်းတယ်တိမ့်ဆက်တယ်လို့ပြောမယ်ပြီးရင်ဒါရှိမတ်ဆိုရင်ထုတ်သည်စွန့်ပစ်သည်ပေါ့နော်အမိုက်တွေစွန့်ပစ်တယ်ဆိုရင်ဂေါ်မီကိုသုံးမယ်ဂေါ်မီကိုဒါရှိမတ်ကိုသုံးမယ်နော်ဂေါ်မီကိုဒါရှိမတ်အမိုက်ကိုစွန့်ပစ်တယ်မိုအဲရူဂေါ်မီ
မိုးအဲရုကောမိပျော်ဝင်အမိုက်မိုးအဲရုကောမိအိုခိဘထားရနေရအိုခိဘထားရနေရယောခိုးဆိုရင်ဘေးနှစ်ဘေးလို့ပြောတယ်ယောခိုးနောက်ဘင်းဆိုရင်ပလင်းကန်းဆိုရင်တန်ဘူးတထုဘူးတွေသုံးတယ်ဂါစုနော် gas ဓာတ်ငွေလို့သုံးတယ် gas ဓာတ်ငွေခိုင်းရှာကုမ္ပဏီဥချူဆိုရင်အာဂတာစကြဝဠာဥချူစာမဆိုတာဥတော်မောင်မစံကိုရင်ကြီးနဲ့ရိုသေလေးစားတဲ့အသုံးတော့စံအထက်ကိုပို့ပြီးတော့စာမဆိုတာကပိုရင်ကြီးတာဥချူစံအာဂတာရင်ခိုဝါဤဆိုရင်ကြောက်စရာကောင်းတော့ခိုဝါဤဥချူ station ဆိုရင်အာဂတာစကန်ဥချူ station အာဂတာစကန်ချီကားဤမဆိုရင်လွဲသည်မှားသည်ချီကားဤမဥချူဟီခိုရှိဆိုရင်အာဂတာရင်မှုကိုပြောတယ်ဥချူဟီခိုရှိအာဂတာရင်မှုဟိုရှိတဲ့အာခီဟီခိုဆိုရင်ဂျပန်မှာအာဂတာရင်မှု1969လောက်တည်းကပေါ့နော်အာဂတာရင်မှုလို့ပြောတယ်ဒါကတော့ N4 ရဲ့အခန်း26ကခိုတိုပါလေးဖြစ်တယ်အဲ့ဒါလေးကိုအစအနေပြန်တိုင်းမယ်ပေါ့နော်မီမတ်ကြည်သည်စာကားရှိမတ်ရှာသည်ရှာဖွေသည်အိုခုရဲမတ်နောက်ကြသည်ဂျီကန်နီအိုခုရဲမတ်အချိန်ကိုနောက်ကြသည်မာနီအာယီမတ်အချိန်မီသည်ဂျီကန်နီမာနီအာယီမတ်အချိန်ကိုမီသည်ယာရီမတ်လောက်သည်လောက်ကင်သည်ဟီရိုအီမတ်ကောက်ယူသည်ရန်ရာခုရှိမတ်ဆက်သွယ်သည်ခီဘွန်ကဤစိတ်ကြည်လင်သည်ခီဘွန်ကဝါရုဤစိတ်မကြည်မလင်ဖြစ်သည်အွန်တိုကိုင်အကစားပွဲဘွန်အိုတိုရီဘွန်အကဖူရီမာကက်တိုအဟောင်းစေဘာရှောနေရဘောရန်တီယာလောက်အားပေးဆိုင်ဖူပတ်စံအိတ်ဂေါ်မိအမိုက်ခိုးကိုင်းခီးကြီးတို့လွတ်တော့အစာအိုဟေးဂျီဆော့ဂျာရဲ့ဘင်းလေးတန်ခွန်တိုနောက်တစ်ချိန်နောက်တစ်ခါနောက်ကွာမဆူဤဘွန်အပြက်အသက်ချက်ခုဆဲဆွဓာရိုက်ဣဆုဒေမိုအချိန်မရွေးဒုခိုဒေမိုနေရမရွေးဒါးတဲ့ဒေမိုဘယ်သူမဆိုနန်းဒေမိုပါမဆိုခေါနာဒီလောက်စောနာအဲ့ဒီလောက်အန်နာအဲ့ဒီလောက်အေဒိုယာစတိုစေကုတတဖြင့်အမည်တထားသောဆိုင်ခါတာဆုခီမတ်ရှင်းလင်းသည်မီမိုဆုကခါတာဆုခီမတ်အထောက်အပိုးကိုရှင်းလင်းသည်ဒါရှိမတ်ထုတ်သည်ဂေါ်မီဝဒါရှိမတ်အမိုက်ကိုထုတ်သည်မိုအဲရုဂေါ်မီပျော်ဝင်အမိုက်အိုခိဘထားရနေရယိုခိုဘေးနဘေးဘင်းပလင်းခန်းတန်ဘူးတထုဘူးဂါစုဓာတ်ငွေခိုင်းရှာကုမ္ပဏီဥချူအာဂတာစကြဝဠာစာမဥတော်မောင်မဥချူဆန်အာဂတာရင်ခိုဝါဤ
ကြောက်တော့ကြောက်စရာကောင်းတော့Uchu Station Uchu Station အာကာသစခန်းချီကာယီမတ်လွဲသည်မှာသည်Uchu Hikoshi အာကာသယာဉ်မှူးဟိုရှိတဲ့အာခီဟီကိုအိုရှိတဲ့အာခီဟီကိုဂျပန်မှာအာကာသယာဉ်မှူးဟုတ်ပြီနော်ဒါအခန်း26 N4 ရဲ့ခိုတိုးပါလေးဖြစ်တယ်ဒါလေးကိုလိုက်ပြီးတော့ကြည့်ပြီးတော့ဖတ်ပြီးပြီဆိုရင်ဒီ YouTube ကိုပေါ့နော် subscribe လုပ်ပြီးတော့အသေးလေးပေး like လေးပေးပြီးတော့အားပေးပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်